ဒီနေ့တင်နန်းလေးကတော့လိုင်းသားရမြို့နယ်ကလက်တက်တဲ့တင်နန်းသူပါရှင့်ဒီသမီးကတော့ရေချိုးရှာဝါတပါးသားကိုတင်တာပါအန်တီကိုဒီတင်နန်းသူလေးကဆက်သွယ်လာတဲ့အချိန်မှာဗကန်စီအဝိရှော်စက်ပြရေကိုတင်ချင်လို့ပါအဲ့ဒါတက်ချင်လို့ပါဆိုပြီးအန်တီကိုဆက်သွယ်တာပါအန်တီတို့ဗကန်စီအဝိရှော်ဆိုတာဘယ်တင်နန်းကိုတက်အန်တီတို့က free ပေးတာပါဒါကြောင့်မို့ဒီသမီးကိုသမီးတက်ချင်တဲ့တင်နန်းကိုရွေးလိုက်ပါအန်တီတို့ဗကန်စီအဝိရှော်အဝိပေါင်းတင်ရှော်မွေးကိုအန်တီတို့က free ပေးပါတယ်တင်နန်းကြီးမယူပါဘူးဒီအခုဆိုလို့ရှိရင်ဒါရေချိုးရှာဝါတစ်ခုကိုပဲအန်တီတို့ကုံချမ်းပါစာတွေလက်တွေတင်ပေးလိုက်ပြီးတော့ဗကန်စီအဝိရှော်တော့ free ပေးလိုက်တာပါရှင်အခုဆိုရင်ကကမ်မီကယ်ဘိုင်းတွေကိုအားလုံးအန်တို့ရှင်းပြပေးလိုက်တယ်ပေါ့နော်ကမ်မီကယ်ဘိုင်းတွေအားလုံးရှင်းပြပေးပြီးတော့အန်တို့ဒီခုရေချိုးရှာဝါကိုအန်တို့ဒါသူကိုယ်တိုင်ဖြောဆက်တဲ့ရှင့်အန်တို့မော်တာလေးနဲ့ဖြောဆက်လို့တက်အောင်လဲအန်တို့တင်ပေးသလိုရောင်းမနဲ့ဆိုရင်လည်းအန်တို့တိတိချာချာလေးတင်ပေးပါတယ်ရှင့်အခုဒါမော်တာကိုင်ပုံကိုင်နီးတိတိချာချာတင်ပြပြီးတဲ့ရောင်းမလေးနဲ့ဆိုတာလေကင်တက်အောင်အန်တို့ဒီမော်တာမဝဲခင်စက်ကြမှာကိုရောင်မနဲ့မှွေတို့တက်အောင်လဲအန်တို့တင်ပေးပါတယ်တင်မှွေပုံမှွေနီးရအစပေါ့နော်အန်တို့ဒါစနစ်တကျလေးဖြစ်အောင်တည်ချာချာလေးတူးချင်းစီအန်တို့တင်ပေးတာပါအန်တို့ဘယ်တင်နှန်းတင်တူးချင်းတင်ပါတယ်နောက်တစ်ခုကဘယ်ဘာသာတင်ရွေးချယ်ပြီးတင်လို့ရပါတယ်ရှင့်အခုဆိုဒါအန်ဒီတို့ဒါရောင်းမဆိုလဲသူတို့စနစ်တကျကင်တက်အောင်အန်တို့တေချာလက်တွေ့လေးတင်ပေးလိုက်ပါတယ်ရှင့်အခုရေချိုးရှာဝါအားလုံးဒါပြီးနေပြီပေါ့နော်ရေချိုးရှာဝါနောက်ဆုံးဆင့်ပြီးသွားပြီအဲ့မှာကမ်ပီကယ်ဘိုင်းတွေရှင်းပြရင်အတို့ပကံစေးအဝစ်ရှော်အဝစ်ပေါင်းတင်ရှုံမျိုးကိုအတို့ဖြောပုံဖြောဆက်ပုံဖြောဆက်နည်းတည်ချာချာစနစ်ချအောင်တင်ချတင်ပေးလိုက်ပါတယ်ရှင့်ဒါပြန်ပြီးစီးပွားဖြစ်လှုပ်ရှားလို့လည်းရပါတယ်အတို့တည်ချာတင်ပေးလိုက်တာပါရှင့်ဒါအခုဖြောပုံဖြောနီးကအစကမ်ပီကယ်ဘိုင်းကအစပါဝင်ပစ္စည်းတွေအားလုံးတင်ပေးပြီးတော့အတို့ရေချိုးရှာဝါ9လီတာထွက်ရင်9လီတာအားလုံးအတို့ပြန်ထည့်ပေးလိုက်ပါတယ်ဒါပြန်ပြီးတော့ဒါရောင်းချမယ်ဆိုလဲ